လူဘဝရဲ့ခရီးလမ်းမှာမပျော်ရွှင်မှုတွေပူလောင်မှုတွေဖိစီးမှုတွေဆိုတာတိုက်ဆိုင်မှုတသက်မဟုတ်ဘူးဒုက္ခဆိုတဲ့အမှန်တရားကိုငါတို့ရင်ဆိုင်နေရတာအဲ့ဒီဒုက္ခတွေဘာကြောင့်ဖြစ်လဲသိလားအရာရာကိုတွဲကပ်ခြင်းနဲ့တနာကြောင့်ပဲနာကြောင့်ပဲဒါပေမဲ့ဒီဆင်းရဲခြင်းတွေကိုအဆုံးသတ်နိုင်တဲ့နီလန်းရှိတယ်အဲ့ဒါကတော့မစီမပတိပရာခေါ်တဲ့အလဲလလန်းစင်ပဲမှန်ကန်စွာတွေးတော်မယ်မှန်ကန်စွာပြုမှုမယ်မှန်ကန်စွာအသက်ရှင်မယ်သစ္စာလေးပေါ်ရဲ့အနှစ်သာရကိုမင်းသာနားလေသွားရင်မင်းရဲ့ဘဝဟာအရင်ကထက်ပိုပြီးကြည်လင်အေးချမ်းသွားလိမ့်မယ်သတိရပါအမှန်တရားကိုသိမြင်ခြင်းဟာစစ်မှန်တဲ့လွတ်မြောက်ခြင်းရဲ့အစပဲ